မိမိထံသို့နေ့စဉ်ကံကောင်းခြင်းတွေရောက်စီဖို့ရာကုသိုလ်တရားတွေစားထက်တိုးပွားစေဖို့ရာဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားရှင်အားဂုဏ်တော်73ပါးဖြင့်ရွတ်ဖတ်ပူဇော်ပြီးဗုဒ္ဓနုတ္တိကမ္မထံကိုပွားများကြပါစို့အရဟံဘိအန္တဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတုကိုခံယူတော်မူလိုက်ပါပြီတော်ဗဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးတော်ဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပြီတော်အာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီတော်ဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပြီတော်လလိတံရောင်ကြီးတော်6တွဲတို့ဖြင့်ကွန်မျိုးစံပဲတင်းတဲ့တော်မူလာပါပြီတော်အာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒူတော်မမူပါပြီတော်စရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပြီတော်ဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပြီတော်ယမကံယေမိအဆုံးဆုံးအစာရှိတော်ဓာကိုပြရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပြီတော်ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပြီတော်တရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားထာယအစစ်ဧကံဖြစ်တော်မူပါပြီတော်ဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးတော်မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပနမာမိကိုင်းညို့ယိုကျိုတရဖြိုး၍လက်ဆယ်ပြားထိမ်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဓနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစည်းစိမ်ပြည့်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကျံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလမလုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဘိအန္တဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတုကိုခံယူတော်မူလိုက်ပါပြီတော်ဗဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးတော်ဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပြီတော်အာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီတော်ဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပြီတော်
လာလီတံရောင်ကြီးတော်6သွဲတို့ဖြင့်ကွန်မြူစံပဲတင်တဲ့တော်မူလာပါပေသောအာတုလံသီလအစာစီတော်ဂုံတော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒူတော်မမူပါပေသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေသောဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပေသောယမကံယေမိအဆုံးစုံအစရှိတော်ဓာကိုပြားရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပေသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပေသောတရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားတရာအစစ်ဧကံဖြစ်တော်မူပါပေသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပနမာမိကိုင်းညွတ်ယုကျွတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဓနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိမ်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးတုံးပါတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကျံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလမလုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဗိအန္တဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတုကိုခံယူတော်မူလိုက်ပါပေသောဗိအန္တဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပေသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပေသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပေသောလာလီတံရောင်ကြီးတော်6သွဲတို့ဖြင့်ကွန်မြူစံပဲတင်တဲ့တော်မူလာပါပေသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒူတော်မမူပါပေသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေသောဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပေသောယမကံယေမိအဆုံးစုံအစရှိတော်ဓာကိုပြားရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပေသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပေသောတရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားတရာအစစ်ဧကံဖြစ်တော်မူပါပေသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပနမာမိ
ကိုင်းညွယိုကျိုတရဖြိုး၍လက်ဆယ်ပြားထိမ်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ်တံဧဟိလာဘံဧဟိဒနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ်တံမိတ်ကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိမ်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကျံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဗိအန္တဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပတမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတုကိုခံယူတော်မူလိုက်ပါပြီသောဗိအန္တဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပြီသောအာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပြီသောလလိတံရောင်ကြီးတော်6သွဲတို့ဖြင့်ကွန်မျိုးစံပဲတင်တဲ့တော်မူလာပါပြီသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓဇုံတယောက်သောသူနှင့်ဒူတော်မမူပါပြီသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပြီသောဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပြီသောယမကံယေမိအဆုံးဆုံးအစရှိတော်ဓာကိုပြားရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပြီသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပြီသောတရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားတယအစစ်ဧကံဖြစ်တော်မူပါပြီသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပနမာမိကိုင်းညွယိုကျိုတရဖြိုး၍လက်ဆယ်ပြားထိမ်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ်တံဧဟိလာဘံဧဟိဒနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ်တံမိတ်ကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိမ်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကျံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌
အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဘိအန္တာဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတူကိုခံယူတော်မူလိုက်ပါပြီသောဗဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောတုဂတံကောင်းသောစကားကိုဆိုတော်မူရပါပြီသောအာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပြီသောလလိတံရောင်ကြီးတော်6တွယ်တို့ဖြင့်ကွန်မျိုးစံပဲတင်တဲ့တော်မူလာပါပြီသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒူတော်မမူပါပြီသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပြီသောဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပြီသောယမကံယေမိအဆုံးဆုံးအစာရှိတော်ဓာကိုပြားရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပြီသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပြီသောတရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားတရာအစစ်ဧကံဖြစ်တော်မူပါပြီသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပနမာမိကိုင်းညို့ယိုကျိုတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဓနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိတ်ကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိမ်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောခြင်းအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဘိအန္တာဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတူကိုခံယူတော်မူလိုက်ပါပြီသောဗဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပြီသောအာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပြီသောလလိတံရောင်ကြီးတော်6တွယ်တို့ဖြင့်ကွန်မျိုးစံပဲတင်တဲ့တော်မူလာပါပြီသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒူတော်မမူပါပြီသောစရဏံ
နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေတော့ဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပေတော့ယမကံယေမိအဆုံးဆုံးအစရှိတော်ဓာကိုပြရိဟာတို့ကိုမြတ်စွမ်းတော်မူနိုင်ပါပေတော့ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပေတော့တရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားထာယအစစ်ဧကံဖြစ်တော်မူပါပေတော့ဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးတော့မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပနမာမိကိုင်းညွယုကျုတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဓနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိမ်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးတုံးပါတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကျံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလမလုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဘိအန္တာဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနာမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတုကိုခံယူတော်မူလိုက်ပါပေသောဗဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပေသောအာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပေသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပေသောလလိတံရောင်ကြီးတော်6တွယ်တို့ဖြင့်ကွန်မြူစံပဲတင်တဲ့တော်မူလာပါပေသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒူတော်မမူပါပေသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေတော့ဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပေတော့ယမကံယေမိအဆုံးဆုံးအစရှိတော်ဓာကိုပြရိဟာတို့ကိုမြတ်စွမ်းတော်မူနိုင်ပါပေတော့ဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပေတော့တရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားထာယအစစ်ဧကံဖြစ်တော်မူပါပေတော့ဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးတော့မြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပနမာမိကိုင်းညွယုကျုတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဓနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်
စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအေဟိလာဗံဓမ္မအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအေဟိတနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိမ်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအေဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအေဟိအာရောခြင်းအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဘိအန္တာဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပတမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနမင်းပြေမမင်းတို့ဤဝဆင့်ကိုရောပူဇော်အတုကိုခံယူတော်မူလိုက်ပါပြီသောဗဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပြီသောအာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပြီသောလလိတံရောင်ကြီးတော်6တွဲတို့ဖြင့်ကွန်မြူစံပဲတင်တဲ့တော်မူလာပါပြီသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒူတော်မမူပါပြီသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပြီသောဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပြီသောယမကံယေမိအဆုံးဆုံးအစာရှိတော်ဓာကိုပြားရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပြီသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပြီသောတရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားထားရာအစစ်ဧကံဖြစ်တော်မူပါပြီသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိယောတိပနမာမိကိုင်းညို့ယိုကျိုတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဗံဧဟိဓနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဗံဓမ္မအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိမ်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောခြင်းအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလပတ်လုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဘိအန္တာဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပတမယမကံဒုက္ခရံတရဏပနမာမိဇိနံအ
ရဟံလူမင်းနတ်မင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတူကိုခံယူတော်မူလိုက်ပါပြီသောဗဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူရပါပြီသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပြီသောလလီတံရောင်ကြီးတော်၆တွဲတို့ဖြင့်ကွန်မြူစံပဲတင်တဲ့တော်မူလာပါပြီသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒုတော်မမူပါပြီသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပြီသောဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပြီသောယမကံယေမိအဆုံးစုံအစာရှိတော်ဓာကိုပြားရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပြီသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပြီသောတရဏံလူနာများစွာဝိနည်းရာဤကိုယ်ွယ်အားဒါယအစစ်ဧကံဖြစ်တော်မူပါပြီသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပဏမာမိကိုင်းညွတ်ယုကျုတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဓနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိန်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကျံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလမလုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဘိအန္တာဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနတ်မင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတူကိုခံယူတော်မူလိုက်ပါပြီသောဗဟိအန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူရပါပြီသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပြီသောလလီတံရောင်ကြီးတော်၆တွဲတို့ဖြင့်ကွန်မြူစံပဲတင်တဲ့တော်မူလာပါပြီသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒုတော်မမူပါပြီသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပြီသောဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပြီသောယမကံယေမိအဆုံးစုံအစာရှိတော်ဓာကိုပြားရိဟာတို့ကို
မြတ်စွာတော်မူနိုင်ပါပေသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပေသောတရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားသာယအစစ်ဧကံဖြစ်တော်မူပါပေသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိယောတိပနမာမိကိုင်းညို့ယိုကျိုတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဒနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိမ်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကျံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလမလုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဗိယန္တာဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတုကိုခံယူတော်မူလိုက်ပါပေသောဗိယန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပေသောအာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပေသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပေသောလလိတံရောင်ကြီးတော်၆သွဲတို့ဖြင့်ကွန်မြူစံပဲတင်တဲ့တော်မူလာပါပေသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓဇုံတယောက်သောသူနှင့်ဒူတော်မမူပါပေသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေသောဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပေသောယမကံယေမိအဆုံးစုံအစာရှိတော်ဓာကိုပြားရိဟာတို့ကိုမြတ်စွာတော်မူနိုင်ပါပေသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပေသောတရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားသာယအစစ်ဧကံဖြစ်တော်မူပါပေသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိယောတိပနမာမိကိုင်းညို့ယိုကျိုတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဒနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံ
တရားမြတ်တာသောလလဗမတိဥစ္စာစီစိန်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအေတုခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအေဟိအာရောခြင်းအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလမလုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဗိယန္တာဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနာမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတုကိုခံယူတော်မူလိုက်ပါပြီသောဗိယန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပြီသောအာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပြီသောဝိရဇံရာဂအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပြီသောလလိတံရောင်ကြီးတော်6သွဲတို့ဖြင့်ကွန်မြူစံပဲတင်တဲ့တော်မူလာပါပြီသောအတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒုတော်မမူပါပြီသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပြီသောဒီဘဝဥပဒမံဘဝတုံးပါဘုံတုံးပါတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပြီသောယမကံယေမိအဆုံးဆုံးအစာရှိတော်ဓာကိုပြားရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပြီသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူရပါပြီသောတရဏံလူနာများစွာဝိနေရ၏ကိုယ်ွယ်အားတရာအစစ်ဧကံဖြစ်တော်မူပါပြီသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပနမာမိကိုင်းညို့ယိုကျိုတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဓနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိတ်ကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလဗမတိဥစ္စာစီစိန်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိတုခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောခြင်းအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလမလုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းအရဟံဗိယန္တာဇယံတုဂတံအာမိတံဝေရဇံလလိတံအတုလံဇရဏတိဘာဥပဒမယမကံဒုက္ခရံတရဏပနမာမိဇိနံအရဟံလူမင်းနာမင်းပြေမမင်းတို့ဤဝဆင်းကိုရောပူဇော်အတုကိုခံယူတော်မူလိုက်ပါပြီသောဗိယန္တာဇယံအတွင်ယံအပြင်ယံတို့ကိုအတဏံအောင်တော်မူပြီးသောဒုက္ခတံကောင်းသောစကားကိုဆိုတော်မူရပါပြီသော
အာမိတံမနိုင်ရှင်အပ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပေသောဝိရဇံဒါကအစာရှိသောကိလေသာအမျိုးကင်းတော်မူပါပေသောလလီတံရောင်ကြီးတော်6တွဲတို့ဖြင့်ကွန်မြူစံပဲတင်တဲ့တော်မူလာပါပေသောအာတုလံသီလအစာရှိသောဂုဏ်တော်တို့ကြောင့်ဓာတ်စုံတယောက်သောသူနှင့်ဒုတော်မမူပါပေသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေသောဒီဘဝဥပဒမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာတို့ကိုငြိမ်းစေတော်မူနိုင်ပါပေသောယမကံယေမိအဆုံးစုံအစရှိတော်ဓာကိုပြားရိဟာတို့ကိုပြစွမ်းတော်မူနိုင်ပါပေသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပြီးတော်မူတတ်ပါပေသောတရဏံလူနတ်များစွာဝိနေရ၏ကိုယ်ွယ်အားထားရာအစစ်ဧကံဖြစ်တော်မူပါပေသောဇိနံမင်္ဂပါတို့ကိုအောင်တော်မူပြီးသောမြတ်စွာဘုရားကိုအဟံခန္ဓာနံယုတ်တမုတ်မေခောတပိတော်ဒီပနမာမိကိုင်းညို့ယိုကျိုတရဖြိုး၍လက်ဆယ်ပြားထိမ့်မှမိုး၍ရှေခိုးလိုက်ပါ၏မြတ်စွာဘုရားဧဟိမိတ္တံဧဟိလာဘံဧဟိဓနံဧဟိဒုက္ခံဧဟိအာရောကျံဧဟိမိတ္တံမိကောင်းဆွေကောင်းဖြင့်စုံစည်းပေါင်းဖော်ရခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိလာဘံတမ္မာအာဇီဝဖြင့်ရရှိသောလလာဘနှင့်စုံစည်းရခြင်းလက်ဝဲတို့ရရှိခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒနံတရားမြတ်တာသောလလာဘမသည်ဥစ္စာစီစိမ်ပြည်စုံခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိဒုက္ခံစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့်ချမ်းသာခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်းဧဟိအာရောကျံအရွယ်သုံးပါးသက်ရှိထင်ရှားရှိနေစဉ်ကာလမလုံး၌အနာယောဂကင်းစင်ခြင်းသည်အမှန်စင်စစ်ဖြစ်ပါစေတည်း